မလာကာမှာမာမီ factory ရှိရပေါ့နော်မာမီခောက်ဆွဲတွေကိုသူတို့ထုတ်လုပ်တဲ့ factory ရှိရဒီမှာသူ showroom နဲ့ထားပြီးရောင်းနေပေါ့နော်ဆိုတကယ်ချင်းပြောလို့ဆိုခောက်ဆွဲကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်ဝယ်မယ်ဒါမာမီ factory ပေါ့နော်မာမီ没看过，有时候找到吗？有嘞。factory ဆိုမာမီ logo ရုပ်ကလေးပေါ့နော်ရုပ်ကလေးမာမီThis one's so cute. 29.9 ဆိုပမာငွေဆို3000ပေါ့ဒီမှာလေကိုယ့်ရဲ့ customize ခောက်ဆွဲဘူးလေးလုပ်လို့ရတာပေါ့နော်မာမီကပုံဆွဲပြီးလို့ရှိရင်သူတို့အဲ့လို packaging လုပ်ပေးလိုက်မှာသူကကိုပုံလေးတွေဆွဲပြီးလို့ရှိရင်သူတို့ကခောက်ဆွဲထည့်မယ်ကိုကြိုက်တဲ့ flavor ထည့်ပေးမယ်ထည့်ပေးပြီးလို့ရှိရင်သူက packaging လုပ်ပေးလိုက်မှာဒီလိုမျိုးလေးတွေပေါ့နော်ပုံလေးတွေစိတ်ကြိုက်ဆွဲပြီးတော့ခောက်ဆွဲအရသာလေးနဲ့ထည့်ပေးလိုက်ပြီးတော့ဆိုတော့တငယ်ချင်းတွေအခုခွက်ပေါ်မှာစပြီးတော့ color တွေချဲတယ်ပုံလေးဆွဲတယ်စာသားလေးတွေထည့်ပေါ့နော်အဲဒီ color ချဲတဲ့ချိန်ကတော့ကိုလှချင်းသလိုတော့ကြာမှာပေါ့နော်ဆိုတော့ color ချဲတာကတော့နည်းနည်းတော့ကြာတယ်This is my customized Mami Monster noodles cup မှာခောက်ဆွဲလေးတွေအဲ့လိုလေးကြီးလွှာသွားလာနေရယ်တော့ကိုခောက်ဆွဲထည့်မယ်ထည့်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ topping လေးတွေထည့်မယ်ပေါ့နော်ကဲအဲ့ဆိုခောက်ဆွဲလေးထည့်လာအောင်မယ်ပေါ့နော်spring onion, mushroom, and red chili. A bit carrot. Fine. Very nice. Phía bù lì bá. Very nice baby. Packaging လောက်ပါမယ်။အဲ့ဒါတော့သူဆက်အဲ့လိုမျိုး။ဒီ plastic နဲ့သူ wrapping လုပ်လိုက်ပြီးပိတ်လိုက်ပြီးထည့်လိုက်ပြီးour mommy customized production ဘယ်လိုချအောင်လုပ်တတ်တယ်နော်ဆိုရင်ကျွန်တော် mouse ကလေးတွေနဲ့သူ package ထည့်လိုက်ပါပြီလာတယ် thank you ကျန်တော့ show me တူဒါကတော့စုကိုရိုင်းဆွဲထားတဲ့ customize cap လေးပေါ့နော်အဲ့ဒါလေးကိုတက်ပုံအမှတ်တရရိုက်တယ်ကိုပုံကိုလည်းနည်းမှတ်တရားရိုက်လိုက်တယ်ဆိုရင်ဒါကတော့ Mami Monster Factory မှာ customize cap လေးလုပ်ခဲ့တဲ့ vlog လေးကတော့ဒီလောက်ပါပဲ